မင်္ဂလာပါရေတက်နယ်ကိုစားတစွန်းလောက်ထည့်ပြီးပါပြီဆိုရင်တော့ငှက်ပြောဘူးကိုကျွန်တော်တို့စပြီးလှီးပါမယ်ငှက်ပြောဘူးကိုမိမိအဆင်ပြေသလိုလှီးပေးလို့ရပါတယ်ကျွန်တော်ကတော့အခုလိုအနေလေးလှီးပြီးတော့စားရည်နဲ့ဆေးပြီးတော့ရည်နွေးဖြောထားပါတယ်ငှက်ပြောဘူးကိုနူဣနေအောင်မပြုတ်ဖက်နဲ့အရွက်နွမ်းရုံလောက်ဆိုရင်ကျွန်တော်တို့ရပါပြီရေးစစ်ပေးထားပါကြက်သွန်အဖြူအနီကိုလှော်ပေးသွားပါဒီအတုံးမှာကြက်သွန်အဖြူအနီကိုလှော်ပြီးတုတ်တာကပိုပြီးစားလို့ကောင်းပါတယ်လှော်ထားတဲ့ကြက်သွန်အဖြူနီတွေကိုစပြီးထောင်းပါမယ်။ဆက်နဲ့မကြိတ်ပါနဲ့ကျွန်တော်တို့ထောင်းစားမဲ့အရာဖြစ်တဲ့အတွက်ငရုတ်စုံကိုပဲအသုံးပြုပေးပါ။ဒါကတော့ငါးတစ်တာအသားကိုပဲအသုံးပြုထားပါပါ။သူ့ရဲ့အရည်ကိုကျွန်တော်အသုံးမပြုထားပါဘူး။ငါးတစ်တာမကြိုက်သူတွေကပစွန်ကြောက်ကိုအသုံးပြုလို့ရပါတယ်။ပြုတ်ထားတဲ့ငပြောဘူးနဲ့ချုံမုတ်အနှဲငယ်ထည့်ပြီးသွားပြီဆိုရင်တော့ငါးငပြားရည်ထည့်ပေးပါ။ဒါကတော့ကျွန်တော်ထိုင်းငပိရည်ကိုအသုံးပြုထားတာပါ။သမင်ရည်ထည့်ပေးပါ။ထိုင်းငပိမရှိဘူးဆိုရင်တော့ငပိစိမ့်သားကိုကြော်ပြီးထည့်ပေးလို့ရပါတယ်။အားလုံးကိုနှမ်းဆက်အောင်ထောင်းပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ငပြောဘူးတောင်းလေးကလုံးဝကိုရှယ်စားကောင်းတဲ့အနေအထားလေးဖြစ်သွားပါပြီ။ဒီအထောင်းကိုငါးကိုကြော်ပြီးတော့လည်းကျွန်တော်တို့ထောင်းစားလို့ရပါတယ်။မိမိကြိုက်နှစ်သက်တဲ့အသားနဲ့တွဲပြီးတော့ထောင်းစားလို့ရပါတယ်။ငပြောဘူးကိုအမြဲတမ်းဟင်းချက်စားဖို့ပါတယ်။ကြော်စားဖို့ပါတယ်။ဒါပေမဲ့ဒီထောင်းစားတဲ့အရာသားလေးကလည်းတစ်မျိုးစားကောင်းတဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေခြင်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။